အားလုံးပဲမင်္ဂလာပါဗျ20ကြိမ်နဲ့ပတ်သက်လို့တဲ့ကျွန်တော်အကြိမ်20တော့9လုံးထွက်သွားဆိုင်လေးအစစ်လေးကျွန်တော်ပြပေးမယ်ဗျဒီ195နှစ်ဦးမှာ195ထွက်နောက်ပြီးတော့995 59ခွင်89 59ခွင်လို့ထွက်အဲ့လိုဆိုင်လေးရပါဗျနော်ကျွန်တော်ဒီဆိုင်ကတော့ကလန်ကြည့်နေလူတိုင်းတွေ့ကြတဲ့ဆိုင်လေးပါကျွန်တော်အဲ့လိုထွက်ပြီးတော့ဆိုင်လေးကတစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်မြောက်မှာသူက9လုံးထွက်တယ်ပေါ့ဗျာအဲ့လိုပုံစံမျိုးတစ်လုံး2လုံး3လုံး4လုံး5လုံး6လုံး9လုံးဒီ9လုံးမြောက်ထွက်ရင်ကျွန်တော်9ခုခွန်းတို့9တို့10လေးတို့ကျွန်တော်အဲ့လိုမျိုးလေးပြီးခဲ့ပတ်တော့ကျွန်တော်အဲ့ဆိုင်လေးရွေးပြီးခဲ့တယ်သူကတော့တခြားကဏ္ဍထွက်သွားပေါ့နော်မ9လုံးထွက်တော့မယ်ဆိုရင်သူ့မှာကွာလေးကွာခွန်း8 9နောက်လေးပေါ့အဲ့9လုံးထွက်ပြီးတဲ့အောက်မှာဒီ135လေးကိုကျွန်တော်ယူဆလေးပြပေးမလို့ဗျအဲ့မှာဒီ9လုံးထွက်မယ်ဆိုရင်ဒီတော့9ခုနေတာပေါ့နော်ထားပါခဲ့အောက်ကိုကွာလေးကွာခွန်း8 9နောက်လေးအဲ့မှာဒီလိုဇောင်း3လုံးနောက်လေးတဲ့ဇောင်း3လုံး153ကဒီကို9လုံးမြောက်အောက်မှာ135ထွက်ထားလားဒါမှမဟုတ်လဲ9လုံးမြောက်အောက်မှာ9 break အဆုံးတက်ထားလားပေါ့နိုင်9လုံးမြောက်ထွက်ပြီးအောက်မှာ9တွေကမထွက်တော့ဘူးเนาะဒီ site လိုရဆိုရင်เนาะအောက်မှာ9တွေမထွက်တော့ဘူး9 break ပဲထွက်ခဲ့တာပေါ့ဒီ9လုံးမြောက်အောက်မှာဒီကောင်ထွက်တော့မယ်ဆိုရင်လည်းသူ့ဇောင်းကို1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်မြောက်မှာသူကထေးဆောင်3လုံး135လည်းရှိတယ်ဒီ35တက်လည်းရှိတယ်ဒီ135တက်ဟိုအောက်ကဇောင်းအောက်ဇောင်းကခွန်ဝါးရအောင်ဇောင်းဒီမှာကွာလေးရဇောင်းဒီ133တက်5ဒီ135ကိုထွက်ပေးတာလားပေါ့အဲ့ဒီမှာဒီခွန်9ရင်ဇောင်း6ရင်တက်လင်သူကထေးဆောင်3လုံးက9ဖြစ်တယ်ခေါင်း3လုံးကခွန်ဖြစ်တယ်အပိတ်3လုံးကခွန်9လို့လည်းအဲ့လိုဒီနှစ်ထက်ကိုအဲ့ထွက်ပေးရတာပေါ့နော်အဲ့လိုမျိုးခွန်9လည်းထွက်ပေးရနော်အဲ့ဒီအောက်ကကဏ္ဍ135ပေါ့ညာအဲ့135ဒီလိုလေးယူဆလေးတူးနေလို့ဒီမှာ35တက်ရှိတယ်ဟိုမှာဒီမှာထေးဆောင်3လုံး135ရှိတယ်35တက်ရှိတယ်အဲ့ကဏ္ဍထွက်ထားလား9 break ထွက်ထားလားပေါ့နော်အဲ့လို site ပုံစံမျိုးလေးကဒီမှာနှစ်ဦးမှာ1959 8ခွင်5 9ခွင်ပေါ့အဲ့ကနေ့အဲ့ဒီထဲမှာလည်းထွက်တယ်နော်အဲ့ပြီးတော့နောက်တစ်နှစ်3နှစ်4နှစ်မြောက်မှာသူက9တစ်လုံး2လုံး3လုံး4လုံး5လုံး6လုံး9လုံး9လုံးမြောက်မှာကျွန်တော်က5 9ခွင်နဲ့5 9ခွင်9 8 လေးတို့ကျွန်တော်အိုက်ဆိုင်အားလေးတွေပြီးခဲ့ဘက်ကကျွန်တော်ရွေးခဲ့တာပေါ့နော်ရွေးတဲ့ထဲမှာပါတာပေါ့တူထွက်သွားတခြားကဏ္ဍထွက်သွားပေါ့နော်ဒီ8 9ပေါ့9လုံးမြောက်ထွက်ပြီးအောက်မှာသူက9 break လာမလားပေါ့အဲ့အောက်မှာလဲ9ပါတဲ့ကဏ္ဍကတော့ကျွန်တော်နည်းနည်းအကြိုက်နေဆိုရင်အောက်မှာမထွက်တော့လို့9လုံးထွက်တော့မယ်ဆိုရင်သူအောက်ဆောင်မှာကွာလေးကွာခွန်8 9နောက်လေးအဲ့နောက်လေးတဲ့ဒီလိုနောက်ဆောင်3လုံး2 3 8အဲ့ကောင်2 3 8ကလည်းစောစောဆိုင်လို့ပဲဒီ9လုံးမြောက်ထွက်တာရင်ဆောင်1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်သွားလိုက်ရင်ဒီမှာထေးဆောင်3လုံးကလည်း2 3 8ဖြစ်တယ်ခါဆောင်3လုံးကလည်း3 9တက်သူကတော့လွဲသွားရင်เนาะဒီလို2 3 8ဖြစ်တယ်အောက်ဆောင်ကဒီမှာ2 3 8ဖြစ်တယ်ဒီခါကတော့3 9တက်3 break တွေတော့တူတယ်ပထမတော့ဒီမှာထေးဆောင်3လုံး135ရှိတယ်35တက်ရှိတယ်ဒီလိုမှာ35တက်ပေါ့ပထမတော့ကတော့ဒီမှာတော့သူကတော့အဲ့လို3 break 3 break ပေါ့ဒီ2 3 8ကျွန်တော်135ရယ်ဒီမှာ238ရယ်139ရယ်เนาะကျွန်တော်ရွေးဒီ9ကတော့ကျွန်တော်အားနေသွားတော့အကြိုင်နေသွား139ဒီနှစ်ကွက်ကိုမျိုးကျွန်တော်ပြမလို့သူထွက်တော့မယ်ဆိုရင်လည်းဒီမှာဒီထေးဆောင်3လုံးကဒီမှာ3နဲ့ခေါင်း3လုံးက8တယ်အပိတ်3လုံးက8တယ်38တယ်သူကတော့ဒီလိုဇောင်းမစင်မနဲ့အပေါ်6ကြိမ်1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်မှာ388လို့ထွက်သွားတယ်ပြောင်းမြန်ပေါ့နော်ပထမတော့အောက်ဆောင်ဆင်းတာ9ခုကုန်ထွက်တာဒီမှာတော့388လို့ဇောင်းတက်သွားတာအဲ့လိုလဲထွက်ခဲ့ရမှာပေါ့နော်အဲ့ဒါဆိုရင်ဒီ9လုံးမြောက်ရအောင်မှာ135လား238လား139လားဒီဘက်ဟာပေါ့နော်ကျွန်တော်135မိုဒီဆိုင်လည်းရှိတယ်ညာ135နဲ့ဒီ238ကိုကြိုက်တယ်ဒီ9ကတော့ကျွန်တော်အကြိုက်နေသွားပြီ9လုံးထွက်ပြီးအောက်မှာမလိုက်တော့လို့ပေါ့အားလုံးရှင်းမယ်ထင်ပါတယ်ကျွန်တော်ဆိုင်လေးပြန်ပြမယ်195ထွက်တဲ့နေမှာ5 9ခွင်8 9ခွင်အဲ့လို5 9ခွင်နောက်ပြည်ထောင်8 9ခွင်လဲ8 9ခွင်နဲ့5 9ခွင်အဲ့ဒီထဲမှာထွက်တယ်နော်ကျွန်တော်စိုက်မပြထပ်မပြမရောအဲ့တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်မှာ
သူက9 9လုံးထွက်တယ်တစ်လုံး2လုံး3လုံး4လုံး5လုံး6လုံး9လုံး9လုံးမြောက်ထွက်တော့လေကျွန်တော်ပြီးခဲ့ပဲယူဆတာပုံရောထိတ်စီးတောင်3လုံးကနေမယ်8ခါတောင်3လုံးက9အဝိတောင်3လုံးက3 3ခွင်8 9ခွင်ဖြစ်စဉ်နဲ့ကျွန်တော်ကပြီးခဲ့ပွဲတော့အဲ့လိုထိုးရတယ်ဒီမှာလဲအဲ့လိုပဲပေါ့နော်1 9 5 တငါးကိုထွက်ခွန်ရှိကူငါးကိုခွန်တနေ့နဲ့3နဲ့4နဲ့မှာကိုတစ်လုံး2လုံး3လုံး4လုံး5လုံး6လုံး9လုံးမြောက်မှာကျွန်တော်ကဒီလိုယူဆိုင်တာထိပ်သီးတောင်3လုံးကနေ9 3 8ကခွန်ပေါ့9လုံး8ခွန်5 4 9က8ခွန်8ခွန်8 9ဖြစ်အောင်1 4ဒီမှာ5ဆိုတော့8 9 4ပေါ့ပြီးခဲ့ပွဲတော့ပြီးခဲ့တဲ့ဘော8 9လေးတို့ရွေးပေးထဲပါတာပေါ့ဒါပေမဲ့အဲ့ကနအဲ့လိုဖြစ်စင်နဲ့မထွက်ခဲ့ဘူးပေါ့9 9လုံးမြောက်ပဲထွက်ပေးတာ9 9လုံးမြောက်အောင်မှာ9 break 135ထွက်မလားဒီ238ထွက်မလား193 139ထွက်မလားပေါ့ကျွန်တော်အကြိုက်ကဒီပွဲမှာ135နဲ့ဒီ238ကိုကြိုက်တယ်ဒီဆိုင်လေးအကြိုက်ရင်အသုံးပြုနိုင်ပါရဲ့နော်သူကဖြစ်စင်လေးရတော့ဒီ9 9လုံးမြောက်ထွက်တော့မယ်ဆိုရင်လေတူဆောင်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မှာသူကထိပ်တောင်3လုံးက9ခါတောင်3လုံးက8ခါတောင်3လုံးကခွင်9ခွင်5 9ခွင်5ဖြစ်တယ်နော်အဲ့ထိပ်တောင်3 135လားဒီ35တက်လားပြီးရင်အောက်မှာဒီ3ဒီ9ခွင်အောက်မှာ9 9လုံးမြောက်ထွက်တော့မယ်ဆိုရင်ကွာလေးကွာခွင်ကွာ9နောက်လေးအဲ့နောက်လေးတဲ့ဒီမှာ3 5အဲ့ဒီမှာ135လိုက်ထားလားပေါ့နော်အဲ့ဒီလိုဆိုရင်ဒီမှာ9 9လုံးမြောက်ထွက်တော့မယ်ဆိုရင်9 9လုံးမြောက်အောက်မှာဆိုရင်သူဒီကနန်းပေါ့ကွာခွန်ကွာ3ကွာခွန်8 9နောက်လေးအဲ့ထဲကဇောင်း3လုံး238ကဒီနေရာမှာလိုက်ထွက်မလားပေါ့238သူကရင်ဒီ9 9လုံးမြောက်ကရင်တစ်လုံးတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်တက်လိမ့်နေဒီမှာထိတ်ကောင်တော့238ခါအောင်3လုံးက3ပြိတ်ဒီကောင်လဲ3ဆိုတော့ဒီ238ဒီပွဲကိုကျွန်တော်238ကိုကြိုက်တယ်238ရဲ့ဒီ3ကိုတက်ကတော့အရန်ပဲထိုးရင်ထိုးပါကျွန်တော်9ကိုအကြိုက်နေသွားလို့ဒီပွဲမှာ135 238ဒီကောင်ကတော့အရန်ကြိုက်ရင်တော့139လေးတော့အရန်ကနန်းနဲ့ထိုးရင်လည်းထိုးကြကျွန်တော်ဒီကနန်း2ကိုပိုးကြိုက်တယ်ပြီးခဲ့တဲ့ပွဲတော့ကျွန်တော်9 9လုံးမြောက်ကိုခွန်9တို့9 9ခွန်တို့8 9လေးတို့ဖမ်းခဲ့တာအော်ဒီဘရိတ်ကတော့16နှစ်9ဘရိတ်19ဘရိတ်ကန်ခဲ့တာပေါ့ဗျာလွယ်ခဲ့တာပေါ့ဒီပွဲတော့အဲ့ဟာအဆက်လေးတော့135 238ကြာရင်အသုံးပြုနိုင်ပါတယ်ဗျာသူထွက်တဲ့ဆိုင်လေးကရိုးရှင်းရှင်းလေးပေါ့ဒီလိုထိန်းချောင်း3လုံး9ခါအောင်3လုံးခွင်အပိတ်3လုံး9 9ခွင်ရတယ်လို့1 2 3 4 5 6ချိန်မှာအဲ့လိုမျိုးဒီလိုလိုက်ထွက်တာပေါ့နော်ဒီကောင်ကျတော့ပြောင်းပြန်လိုက်ထွက်ပေးတာဗျဒီကရင်1 2 3 4 5 6ချိန်မှာသူက2 3 8က3ဒီကောင်က8ဒီကောင်က8 3 8 8ဆိုရင်ဒီကောင်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်မှာအဲ့လိုမျိုးပြောင်းပြန်ထွက်ပေးတာပေါ့ဒီပွဲကြရင်135နဲ့238ကိုကတော့အကြိုက်နေသွားတယ်ပေါ့မထွက်ဘူးလို့ပြောတာမဟုတ်ပါဘူးဒီကျွန်တော်9 9လုံးထွက်ပြီးအောက်မှာဒီကောင်နဲ့ကိုမလိုက်တော့တာပထမကတော့ဒီ site နှစ်ကစီကျော်ဆိုတော့ယူဆကြည့်တာပေါ့ဗျာဒီမှာ9 9လုံးမြောက်ထွက်သွားရအောင်မှာဒီမှာ9တွေကမလိုက်ခဲ့တော့9 break တော့လိုက်ပြီးတယ်135 238ကြိုက်ရင်သုံးပြနိုင်ပါလေဗျာအားလုံးပဲကံကောင်းကြပါသေးဗျာနေရင်တော့ကျွန်တော်အကြိုက်ကနန်းလေးတစ်ဆိုင်ပြပေးပါမယ်ဗျာ